မြန်မာစလန်မှာနှစ်လိုက်အမှန်အများဆုံးရရှိခဲ့သူ10ယောက်ကိုတင်သိပါတယ်လားမြန်မာနိုင်ငံရဲ့ဆန်းစာမွေးတမိုင်းမှာ2015မှာ2025ခုနှစ်အထိအမှန်အများဆုံးရှင်းပြရရှိခဲ့သူ10ယောက်ကိုဖော်ပြပေးရင်တင်စိတ်ဝင်စားမလားကဲဒါဆိုစလိုက်ရအောင်2025မှာမောင်ကျူးတကူက948မှတ်2024မှာမောင်မင်းခန့်ဘိုးက958မှတ်နံပါတ်10မှာတော့2023ခုနှစ်မောင်ဟင်းဝရန်ထွန်းက956မှတ်နောက်ထပ်တစ်ယောက်ကတော့2022ခုနှစ်မှာမအိမ်မှုခင်က958မှတ်နဲ့အသီးသီးရရှိခဲ့ကြပါတယ်2020မှာတော့မမေတက်ထွန်း952မှတ်ပြီးတော့အမှတ်ပေါင်း955မှတ်နဲ့2019နဲ့2019မှာမောင်တုတရဲမှုနဲ့မောင်ကျော်လင်းတန်တို့ကအမှတ်တူညီနေပါတယ်2018ခုနှစ်မှာတော့မတင်းမြန်တွေကအမှတ်ပေါင်း953မှတ်ဖြင့်အသီးသီးရရှိခဲ့ကြပါတယ်2016ခုနှစ်မှာတော့မြမစလန်တမိုင်းမှာဘဒူးမှမရရှိသေးတဲ့အမှတ်ပေါင်း962မှတ်ရရှိခဲ့တဲ့မထက်ရမင်းအောင်မှာ2015ခုနှစ်မှာတော့မအီရနာနိုင်ကအမှတ်ပေါင်း960ရရှိခဲ့ပါတယ်ဒီလိုမြမပညာရေးမှာထူးချွန်ထက်မြက်သူတွေကဘဝဖြတ်တန်းမုံကြီးမတူညီပေမဲ့စံချိန်နေတမိုင်းမှတ်တမ်းတွေကတော့ယနေ့အထိရှိနေသေးပါပဲတင်ငါပဲခုနှစ်မှအောင်မြင်ခဲ့တာလဲ